ဒီ profile ကို WAI လို့ပေးရတဲ့အကြောင်းရင်းတွေကတခုအဲ့ဒါဘာလဲဆိုတော့နိုင်ငံခြားသားတငယ်ချင်းတွေနဲ့ကိုမိတ်ဆက်တဲ့အခါမှာနာမည်ကိုစလုံးပေါင်းပြလိုက်တယ်ဒီခါလေးနာမည်ကိုရေးပြလိုက်တဲ့အခါမှာ WAI ဒီလိုရေးပြလိုက်တော့သူတို့ထွက်တဲ့အတန်အတွက်က Y လို့ထွက်တယ်အဲ့တော့ကျွန်တော်ကတခါလေးကြားလို့ရှိရင် WEI လို့ရေးပေးလိုက်တယ်အဲ့မှာဘာတွေဖြစ်လာလဲဆိုတော့တချို့ကျတော့လေ W လို့ထွက်တယ်တချို့ကျတော့လေ Y လို့ပြန်ထွက်ပြန်တယ်ကဲပါမင်္ဂလာပါပထမဆုံးအင်ဂျီဘာလို့မို့ထားလဲဆိုတော့ကျွန်တော်အိမ်မှာမို့လို့ပါကိုမိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်ကတော့ W ပါနာမည်အပြည့်အစုံကတော့ဝေဘုံနိုင်ဝေဘုံနိုင်အဖေနဲ့အမေကတော့တားလို့ခေါ်တဲ့အခါလည်းရှိသလိုဝေဘုံနိုင်လို့ခေါ်တဲ့အခါလည်းရှိရယ်ညီမနှစ်ယောက်ရှိတယ်ညီမနှစ်ယောက်ကသူတို့အရင်တို့လိုပြီးဆိုမှခေါ်တဲ့နာမည်ကကိုမဟုတ်ပုံမှန်ချိန်ပဲဆိုရင်ဝေဘုံနိုင်တငယ်ချင်းတွေထဲမှာဆိုလို့ရှိရင်တော့နာမည်ကပို့ပြီးတော့များသွားတယ်ဒီယောက်ျားလေးရောမိန်းကလေးရော straight တငယ်ချင်းတွေဆိုရင်နာမည်အပြည့်စုံခေါ်ကြတယ်ဝေဘုံနိုင်တချို့ကျတော့လည်းတာကြီးလို့ခေါ်တယ်ဝေကြီးလို့ခေါ်တယ်ဝေလို့ခေါ်တယ်နောက်ဆုံးဝေလို့တလုံးနဲ့ခေါ်ရသူရှိရယ်ဒီဘက် gay community မှာဆိုလို့ရှိရင်တော့တရက်ကိုဟိုပုံစားပုံနေပုံထိုင်ပုံပြောပုံဆိုပုံအကုန်လုံးမူတည်ပြီးတော့နာမည်တွေကတော့အမျိုးစုံရနေရပေါ့နော်ဒါပေမဲ့အများဆုံးခေါ်တဲ့နာမည်ကတော့ဝေကိုထက်နည်းနည်းငယ်တဲ့သူဆိုရင် anti way oh my goodness ပြီးတော့ကိုငယ်တုန်းကစတင်ပေးခဲ့ပူတဲ့သူတွေကိုထက်ငယ်တဲ့သူတွေကကျတော့ကိုဝေလို့လည်းခေါ်ကြတယ်ဆရာဝေလို့လည်းခေါ်ကြတယ်အဲ့တော့လူအသက်တယောက်နဲ့မိတ်ဆက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်နာမည်ကိုဝေလို့ပဲမိတ်ဆက်ဖြစ်ပါတယ်ဒီနာမည်တွေအားလုံးကတော့ကျွန်တော်ကိုယ်စားပြုတဲ့နာမည်တွေပါပဲအဲ့တော့တတဖြစ်တဲ့နာမည်ကိုခေါ်လို့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီ profile နာမည်ကလည်းကျွန်တော်နာမည်အစားစလုံးဖြစ်တဲ့ WAI ဝေဖြစ်ပါတယ်ဒီ profile နဲ့တစ်ဆင့်ကျွန်တော်စိတ်ဝင်စားတဲ့အရာတွေကျွန်တော်ဝါသနာပါတဲ့အရာတွေလုံနိုင်တဲ့အရာတွေလုပ်ခဲ့တဲ့အရာတွေဆက်လုပ်သွားမယ့်အရာတွေနဲ့ပတ်သက်ပြီးပြောပြပေးတော့ပါမယ်အဲ့တော့စိတ်ဝင်စားရဆိုရင်ဆက်ပြီးတော့ကြည့်ရှုပေးပါကောင်းမွန်တာရတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေ like and follow and comments please love you more